là ba tuần sẽ y bán nhau lông rồi đấy xe đi đi EV 2050 mAh ပါဒါလေးကတော့ဆက်ကြပါတစ်ဖာပဲရပါမယ်ပန်းရောင်လေးကကြတော့26 ပန်းရောင်လေးက26 ပန်းရောင်ကတော့လိုတလောက်ရမယ်နော်ဒါလေးကလိုတလောက်ရမယ်ဒါကဒီတစ်ဖာပဲရှိမယ်ဘောင်းတစ်ဖာပဲရှိမယ်ဈေးကတော့ကျွန်တော်ကိုလိုအပ်တယ်ဆိုရင်ဖုန်းဆက်ပေးပါနော်ဘာဖြစ်လို့လဲဆိုတော့ဟိုလက်ကားဈေးနဲ့လက်ဒီဈေးနှစ်မျိုးကို100 200ပဲခွာလာတာမဟုတ်ဘူးအများကြီးခွာပေးထားလို့ဟောဟိုဖုန်းဆက်ပြီးမေးပါလက်ကားဈေးတက်ရှိမယ်လက်လီဈေးတက်ရှိမယ်ဒါကတော့တစ်ဖာပဲရှိမယ် EV ရတော့တစ်ဖာပဲရမယ်26 ပန်းရောင်အလုံးကတော့အများကြီးရှိမယ်နော်โอเคလိုအပ်တဲ့ဆိုဆက်သွယ်ပေးပါဒီမှာ nickel stick အသေးတွေလည်းရှိမယ်နော်ကျေးဇူးတင်ပါတယ်